Redmi Note 40 5G လေးတွေရောက်ထားတယ် Redmi Note 40 5G လေးတွေရောက်ထားတယ် RAM 6 128GB ပါတယ် RAM 8 128GB ပါတယ်ပေါ့စီတို့နော်ဒီကောင်လေးတွေကစီးရန်ဟာပိတ်မဖြစ်သေးဘူးဗျာနော်ပိတ်မဖြစ်သေးဘူးကွယ်ကိုအခွန်ဆောင်မယ်ဆိုရင်လည်းကွယ်ကိုခွန်ဆောင်လို့ရတယ်ကျွန်တော်ပေးမဲ့ဈေးလေးကတော့ဒီကောင်လေးတွေကျွန်တော် RAM 6 128GB ဆိုရင်4သိန်းနဲ့မှာ89,000ပြီးလို့ရှိရင် RAM 8 128GB ဆိုရင်တော့5သိန်းနဲ့မှာ9,000ဒါတော့လက်ကားဈေးပေါ့နော်ကိုယ့်လက်ထက်ရောက်မှာကွယ်ကိုအခွန်ဆောင်ကြဒါမှမဟုတ်ရင်လက်လီဈေးဝယ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်လက်လီတစ်လုံးချင်းဈေးပြောပြပါမယ်လက်လီတစ်လုံးချင်းဈေးဆိုရင်တော့ RAM 6 128GB က Redmi Note 40 5G RAM 6 128GB က6,300,000ခွဲပါ RAM 8 128GB က6,500,000ခွဲပါဗျာနော် Redmi Note 40 5G အလုံးတန်လေးတွေပါဗျာနော်မှန်လက်ပွေနဲ့အလုံးတန်မှာပိုးစင်နာဆိုလုံးဝမပါဘူးဒါပေမဲ့ဒီကောင်ကတစ်လုံးချင်းဆိုရင်တော့6,500,000ခွဲ6,300,000ခွဲကျမယ်ဗျာနော်အဲဒီ Redmi Note 40 5G လေးတွေပါစိုင်းလေးစာ58လမ်း123 124မှာရှိပါတယ်ဖုန်းဆက်ပြီးတော့လည်းမှာလို့ရတယ်နေမှာလေဆိုရင်လည်းကျွန်တော်တို့အင်အားငွေချီတွေပါလေစပို့ပေးတယ်မန္တလေးမြို့တွင်းဆိုရင်လည်းအင်အားငွေချီလိုချင်တယ်ဆိုရင်လည်းအင်အားငွေချီပို့ပေးတယ်စိုင်းကိုလာရောက်ရွေးချယ်ဝယ်ယူချင်တယ်ဆိုရင်လည်းရတယ်နော်လက်ကားသေးလိုချင်တယ်ဆိုရင်တော့ခုနကျွန်တော်ပြောတဲ့ဈေးရမယ်ဗျတခြား model လေးလိုချင်တယ်ဆိုရင်လည်း Viber မှာဖိုင်းပြီးတော့ flight လေးတောင်းလို့ရပါတယ်ဗျကျေးဇူးတင်ပါတယ်